ဝါလည်းကျွန်တော်ချစ်ပါရဲ့ကျွန်တော်ခုပြောတယ်လေဝိုင်းအမှပုံပြက်ပန်းပြက်ကြီးဆိုပူတော်ကောင်းသေးတယ်ဘယ်သူမှပြစ်လည်းမပြစ်မာတော့ဘူးကြည်လည်းမကြည်ခံရတော့ဘူးအေးဆေးပဲကျွန်တော်စိတ်မပူရတော့ဘူးပေါ့လှနေမှကျွန်တော်စိတ်ပူနေအောင်ပဲလေကျွန်တော်ဆိုရင်ကျွန်တော်ရုပ်ရှင်ထဲမှာတော့ကျွန်တော်ဘန်းသမားဆိုတော့ကျွန်တော်လုံးဝမဲ့ character ပေါ်မှာတော့ကျွန်တော်အဲ့လိုကြီးကြည့်ရအပြင်မှာ main ကလေးတယောက်ကိုအဲ့လိုကြီးကျွန်တော်မကြည့်ရဘူးဒီကတယောက်မြင်သွားရင်ရှက်လို့ချစ်ကြောက်ရိုပါရိုသေးတာပါမှာပေါ့နော်ရိုသေးတာကတော့ तू ကအသက်အရွယ်ရတော့ကိုယ့်ထက်ငယ်တယ်သူ့ကိုရိုသေးပေးလိုက်တယ်ဆိုတာကတော့ဟိုအကြီးတယောက်အနေနဲ့အငယ်တယောက်ကိုမနှိပ်ကိုချိန်ညာသိလားအမားတွေတွေ့ရင်တော့အဲ့အမားကိုဟဲ့နေတာမားနေဆိုပြီးတော့အပြစ်ပြောမဲ့စားအဲ့အမားလေးကိုလမ်းမှန်ရောက်သွားအောင်လို့တွယ်ဝိုက်ပြီးတော့ပဲကျွန်တော်အဲ့လိုအချိန်လေးတော့ပေးရတာပေါ့အဲ့လိုလေးပဲပူစားပါတယ် Oh, the money must say cha-cha. You're the you let come, you let come, you're the you, hey, hey. Where you let say chin, let's say can you let say 10,000 yam say cha-cha. Man can move ya think it all the money, yeah, say shunya. စပုတ်ကတော့ပေးတာတခြားဟာတွေတော့တိတ်ဟောင်ဖြစ်ဘူးပေါ့နော်သို့တော့တိတိကျကျလေးတစ်ခုကတော့ဘာပဲပြောဒီဇက်ဝင်ငန်းတွေရိုက်ဖို့အတွက်ပဲဖြစ်ဖြစ်အခုလိုပွဲလာဖို့အတွက်ပဲဖြစ်ဖြစ်ဘာပြောမီယိုထိုးတာပါညာကြတော့ main ကလေးကြတော်ရယ်လေကျွန်တော်ယောက်ျားလေးထိုးရတယ်တော့မတူဘူးဒါကျွန်တော်တို့ကဆိုလဲတက်နိုင်တော့ကျွန်တော်မီယိုတော့မထိုးပြဘူးတင်နေဟိုလောက်ခေါမလဲရိုး T-shirt တော့ပါဘူးဆိုကျွန်တော်လောက်ခေါမလဲလှမ်းကလေးရပဲပြန့်အောင်လုပ်ပြီးကျွန်တော်လှမ်းထားလိုက်တာဒီလိုလက်ရှိပါညာဆိုတော့ for short တော့တိုက်တယ်ဒါယောက်ျားကြီးတိုက်တာ main ကလေးတိုက်တာမတူဘူးလေဟုတ် line ပေါ်မှာစတွေ့ချင်းတော့တော်တော်တူတာဗျအဲ့တုန်းကတော့လေသိလားတော်တော်တူတာဒါပေမဲ့အခုကျတိတ်မတူတော့ဘူးကျွန်တော်ပိန်နေတာဟို तू ကဟိုဘယ်လိုခေါ်ကျွန်တော်ဝအောင်လှုပ်ပေးနေ तू ကဝလာतू ကဝလာကျွန်တော်လည်းဝလာပဲပေါ့နော်အဲ့ဒါနဲ့ဟိုသူ့ကိုပြန်ပြီးပြန် short ခိုင်းနေရတယ်သင်္ကားတော့ဒါ तू ကအားကစားလဲအရန်လောက်တော့လေ तू ကဒီပုံလေး तू ကထိန်းထားနိုင်တယ်အရန်တော်ပါတယ်အဲ့သူ့ကိုလည်းအားကြောင်အမြဲတမ်းပြောရဲလို့အခုကမတူတော့ဘူးနော် work it ဖြစ်နေတယ်ဖြစ်တယ်ဆိုတော့ဟိုပါဟိုခန္ဓာကိုယ်တော့မဆိုင်ပါဘူးဘာလို့လဲဆိုတော့ तू ကမျက်နှာလေးပဲတင်ထားတာလေအဲ့မျက်နှာလေးရဲ့အဲ့ဒီဇောင်းလေးကတော်တော်လေးကိုတူပြီးတော့တော်တော်ဆင်တယ်ဗျဒါကျွန်တော်မျက်လုံးထဲမှာချွတ်ဆွတ်လို့ဖြစ်နေအောင်နော်အဲ့ဒါကျွန်တော်သွားနောက်လိုက်တာအဲ့မှာတင်တာဝက်ကြော်ဆိုပြီးသွားနောက်လိုက်တာအမှန်တော့ဝင်းကြော်ရေးတာပဲမြန်မာဖောင်းကဘာဖြစ်သွားလဲမသိဘူးနောက်ဟို screenshot ရိုက်ပြီးတော့ပြန်ပြလာပဲလောက်တော့မှဟိုင်းငါရေးထားတင်တာဝက်ကြော်ဖြစ်နေတယ်အဲ့လိုဟုတ်တော်တော်များများလေးအဲ့လိုစင်တယ်လို့ခံစားရပါတယ်ဟုတ်ပါအဲ့လိုတော့အရင်ဖွင့်နေမပြောပြတတ်ဘူးဟုတ်ပါဝါလည်းကျွန်တော်ချစ်ပါရဲ့ကျွန်တော်ခုပြောတယ်လေဝိုင်းအမှပုံပြက်ပန်းပြက်ကြီးဆိုပူတော်ကောင်းသေးတယ်ဘယ်သူမှပြစ်လည်းမပြစ်မာတော့ဘူးကြည်လည်းမကြည်ခံရတော့ဘူးအေးဆေးပဲကျွန်တော်စိတ်မပူရတော့ဘူးပေါ့လှနေမှကျွန်တော်စိတ်ပူနေအောင်ပဲလေအဲတခါတည်းကျွန်တော်ကဟိုသူ့ကိုဝေးချဖို့ပြောရင်းနဲ့သူကပြင်းပြီးတော့လေဟိုဟာဆိုမလုပ်ချင်တရားမဆိုမလုပ်ချင်သူလုပ်နေအဲ့ဆိုလေပိုးသားစားကျွန်တော်မြောက်ပဲပေးလိုက်တော့ပြီးတော့ဟုတ်ပါဘာပြောလေအဲ့လိုလူတွေကလည်းမကောင်းပါဘူးဟိုမိန်းကလေးတယောက်ကိုအဲ့လိုကြီးကြည့်ရကြီးတချို့အကြီးတွေじゃရိုင်းနေဗျတချို့တွေမကောင်းအဲ့လိုကျွန်တော်ဆိုရင်ကျွန်တော်ရုပ်ရှင်ထဲမှာတော့ကျွန်တော်က band သမားဆိုတော့ကျွန်တော်လုံးဝမဲ့ character ပေါ်မှာတော့ကျွန်တော်အဲ့လိုကြီးကြည့်ရအပြင်မှာ main ကလေးတယောက်ကိုအဲ့လိုကြီးကျွန်တော်မကြည့်ရဘူးဒီကတယောက်မြင်သွားရင်ရှက်လို့အဓိကမဟုတ်နားမချစ်တယ်ဆိုတာကတော့ဒါ reasonable ဖြစ်တာပေါ့နော်သို့တော့အကြောင်းကြောင့်မလာတော့ဘဲနဲ့ဝါလေဒါသူ့ကသူစိတ်ချမ်းသာလို့သူဝါလေအဲ့တော့ချစ်ပါတယ်ဟုတ်ဟိုအဲ့လိုထိုင်ကြည့်တာမဟုတ်သူကအပြစ်ရှာဖို့ထိုင်ကြည့်အဲ့ကျွန်တော်ပြီးရင်လေသူကအဲ့ဒီဟာဒီလိုဖြေရမှာလေဘာလို့ဒီလိုသွားပြောရလဲအဲ့လိုအဝယ်စားတော်မှအဲ့လိုသူ့ရှေ့ဆိုကျွန်တော်ကတိတ်မလှုပ်ရဲဘူးပြီးရင်ဟိုလမ်းလျှောက်ပြီးဆိုရင်ကျွန်တော်သူ့ကိုရှေ့ထားတယ်ကျွန်တော်အနောက်ကပဲရှောက်တယ်သူ့ရှေ့ကကျွန်တော်ရှောက်ရင်လေအနောက်ကနေသူကကြည့်ယူတာဟေးအခုမဟုတ်လေဒုက္ခပဲသူလှုပ်တယ်ဒီကကြောက်ဖြစ်နေတယ်ငါ relax လေးသွားပြစီဟာအဲ့လိုချစ်ကြောက်အေးပေါ်ချစ်ကြောက်ရိုပါရိုသေးတာပါမှာပေါ့နော်ရိုသေးတာကတော့ तू ကအသက်အရွယ်ရတော့ကိုယ့်ထက်ငယ်သူ့ကိုရိုသေးပေးလိုက်တယ်ဆိုတာကတော့ဟိုအကြီးတယောက်အနေနဲ့အငယ်တယောက်ကိုမနှိပ်ကိုချိန်ညာသိလားအမားတွေတွေ့ရင်တော့အဲ့အမားကိုဟဲ့နေတာမားနေဆိုပြီးတော့အပြစ်ပြောမဲ့စားအဲ့အမားလေးကိုလမ်းမှန်ရောက်သွားအောင်လို့တွယ်ဝိုက်ပြီးတော့ပဲကျွန်တော်အဲ့လိုအချိန်လေးတော့ပေးရတာပေါ့အဲ့လိုလေးပဲပူစားပါတယ်ဟုတ်အဲ့ဒါတော့ तू ကတော့ရှင်းပြောရင်တော့ကျွန်တော်အဲ့မှာ तू နဲ့ကြိုက်တဲ့ချိန်ကရှောမလို့ပဲဖြစ်သွားသေးတယ်လေအဲ့ရှောမလို့ပဲဖြစ်သွားပြီးတော့ကျွန်တော်တယောက်တည်းနေရတော့တခါလေကျွန်တော်ညအဲ့လိုဘယ်လိုခေါ်မလဲဘုတ်ခနဲ့ပြစ်လဲပြီးတော့ကြောင်ချောက်ချားဖြစ်ပြီးအိတ်သွားတဲ့ညမျိုးရှိတယ်
အဲ့ဒါမျိုးဆိုရှင်းပြောရင်တကယ်လို့ကျွန်တော်တကယ်လို့အခုမပြောကောင်းဆိုပါမောအဲ့ဒီနေ့ညကတကယ်ရှော့ဝါခဲ့တယ်ကမျိုးဆိုဒါရက်ကွက်ကအပုတ်နဲ့ထွက်မှသိမှာလေအဲ့ဒါမျိုးလေးလည်းပါလိမ့်မယ်ဗျသူကကျွန်တော်တယောက်တည်းနေရအရမ်းများတော့သူဘေးနားကနေချင်းစိတ်လေးရှိရလဲပါမယ်ဗျအဲ့ဒါနဲ့ကျွန်တော်တို့ဟိုချစ်တာခိုင်မြဲပြီးတော့အခုလိုယူပြတဲ့အဆင့်ကြီးရောက်သွားတာပါဟုတ်